10မိနစ်ပဲပြီး50ရာခိုင်နှုန်းတရုပ်စာကိုမြင့်တင်ပေးမယ်ဒီနေ့ပြောမယ့်အကြောင်းအရာလေးကတော့ပစ္စုပန်အတိတ်နဲ့အနာဂတ်ကာလချိန်တွေကိုတရုပ်လိုဘယ်လိုပြောကြမလဲယခုချိန်ဖြစ်ပျက်နေတဲ့ຢာတွေကိုတော့စိုက်နေသုံးလို့ရတယ်ဥပမာ我在拍视频我ငါကစိုက်နေတယ်拍ရိုက်နေတယ်视频ဗီဒီယိုရိုက်နေတယ်နောက်တစ်မျိုးအနေနဲ့ကတော့正在နဲ့သုံးလို့ရတယ်ပြောရမယ်ဆိုရင်တော့在ရဲ့အရှိကောက်ပေါ့ဥပမာ我正在教中文课我ငါက正在နေတယ်教သင်နေတယ်中文课တရုတ်အတန်းကိုစတင်နေတယ်အတိတ်ကအကြောင်းအရာတွေကိုပြောမယ်ဆိုရင်တော့အားလုံးသိတဲ့အတိုင်း了ပေါ့ဥပမာ我吃了ငါစားခဲ့ပြီးသွားပြီ我喝了ငါတောက်ခဲ့ပြီးသွားပြီအချိန်ကာလပြစကားလုံးကိုသုံးပြီးတော့လေအတိတ်ကာလကိုဖော်ပြလို့ရတယ်ဥပမာ我昨天买了一本书我ငါက昨天မနေ့တုန်းက买了ဝယ်ခဲ့တယ်一本书စာအုပ်တစ်အုပ်ကိုဝယ်ခဲ့တယ်အနာဂတ်ကိုပြောချင်ရင်တော့ရောက်ပေါ့လွယ်လွယ်လေးပါဘယ်လိုလဲဆိုရင်ငါသွားမယ်我要去အချိန်ကာလပြစကားလုံးတွေကိုသုံးပြီးတော့လေအနာဂတ်ကိုဖော်ပြလို့ရတယ်ဥပမာ我明天去上海我ငါက明天မနက်ဖြန်မှာ去သွားမယ်上海ကိုသွားမယ်